ထားတဲ့ထဲကမိကွန်းလေးတွေကမေးထားတာလေးဖြည့်ပေးပါမယ်အဲ့တော့ section A ထဲကနံပါတ်7ပေါ့နော် section A ထဲကနံပါတ်7မှာသူမေးတာက what is the values of x plus y x plus y ရဲ့တန်ဖိုးပြီးသွားရင်သူ့ရဲ့ပေးထားချက်ပါရှိလဲဆိုရင် if ရဲ့နောက်ကကောင်ဒီဒါဒီပေးထားချက်သူ့ကိုသုံးပြီးတော့တွက်ပေးရမှာအဲ့တော့သူ့ရဲ့နောက်မှာပါရှိလဲဆိုတော့ 2x plus y plus I y minus 5 equal to 0ဒါဆိုရင် I ပါတဲ့အတွက်ဒီဘက်ချမ်းအကောင်လေးဒီ complex number ဆိုတာသိရမယ်အဲ့တော့ complex number နှစ်ခုညီပေးထားတယ်ပေါ့ complex number နှစ်ခုညီရဲဆိုရင်ဘာတွေလုပ်လို့ရလဲဆိုတော့ real part ချင်းညီတယ်ဆိုပြီးတော့ယူလို့ရတယ် imaginary part ချင်းညီရဲဆိုပြီးတော့မှယူလို့ရတယ်အဲ့ဆိုရင်သူဒီ0နဲ့ညီပေးထားတယ်ဒါဆို0ကို complex number ပုံစံပြောင်းမယ်ဆိုရင်0 plus 0i ဆိုပြီးတော့ရေးလို့ရတယ်ဒါကြောင့်ခုဒီမှာဆိုရင်ဘယ်ဘက်ချမ်းမှာ real part ဒီ I မပါတဲ့ကောင် 2x plus y ညာဘက်ချမ်းမှာ real part ဒီ I မပါတဲ့ချမ်း0ဒါဆိုလို့ရှိရင်သူတို့နှစ်ခုညီပေးလိုက်လို့ရတယ်အဲ့တော့ 2x plus y က0နဲ့ညီမယ်နောက်တစ်ခါဘယ်ဘက်ချမ်းမှာ imaginary part ဒီဘာဖြစ်မလဲဆိုလို့ရှိရင် y minus 5အဲ့တော့ y minus 5ရှိမယ်ဘယ်ဘက်ချမ်းက imaginary part က y minus 5 I ပါတဲ့ချမ်းပေါ့အဲ့ဆိုရင်ညာဘက်ချမ်းမှာလည်းပဲ I ပါတာကဘာရှိလဲဆိုတော့0အဲ့ဆိုရင်တို့နှစ်ခုလည်းညီပေးလိုက်လို့ရတယ်ဒါကြောင့်မို့လို့ y minus 5ကကြတော့0နဲ့ညီမယ်အဲ့တော့ဒီကနေပြီးတော့မှ y equal to ဘာဆိုပြီးတန်းရလဲဆိုတော့5ဆိုပြီးအဖြေတန်းထွက်တယ်ဒါပေမဲ့ရှာချင်တာဒီ y တန်းမို့မဟုတ်ဘူး x plus y မို့လို့ x လဲရှာပေးရမယ်အဲ့တော့ပထမ equation ကြီးထဲမှာ equation 1ထဲမှာ y တန်မိုးကိုပြန်ပြီးတော့အစားသွင်းလိုက်မယ်ဒါဆိုရင် 2x plus y equal to 0ဒါဆိုရင် y ကိုဘက်ကိုပို့လိုက်တော့ minus y ဖြစ်သွားမယ်အဲ့တော့ y တန်မိုးက5မို့လို့ minus 5ဆိုဖြစ်သွားပြီအဲ့ဒါဆိုရင် x တန်မိုးဒီဘာပြသွားမလဲဆိုတော့ minus 5 by 2သူမေးတာက x plus y မို့လို့ x က minus 5 by 2 y က5ဒါကြောင့်မို့လို့အဖြေဒီဘာရသွားမှာလဲဆိုတော့5 by 2ဆိုပြီးတော့မှအဖြေက C ဆိုပြီးတော့မှရသွားမယ်နောက်တစ်ခါ section C ထဲကနံပါတ်16ပေါ့ section C ထဲကနံပါတ်16ကကြတော့ find the square root of z equal to 1 plus I အဲ့တော့ပေးထားတဲ့complex number ရဲ့ square root ကိုရှာပေးရမယ်အဲ့တော့ root တွေကိုရှာကြလို့ရှိရင်ပေးထားတဲ့ complex number ကြီးကိုဘာပုံစံအရင်ပြောင်းရလဲဆိုတော့ trigo form အရင်ပြောင်းရတယ်အဲ့တော့ 1 plus I ကို trigo form ဘယ်လိုပြောင်းမလဲ trigo form ပြောင်းတာကို calculator နှိပ်လိုက်ရင်လည်းရတယ်အဲ့လိုမှမဟုတ်ဘူး calculator မနှိပ်ချင်ဘူးဆိုလို့ရှိရင်လည်းကိုယ့်အတကိုချတွက်ရင်လည်းရတယ်ပေါ့နော် calculator နှိပ်ချင်လို့ရှိရင်လည်းပဲ calculator နှိပ်လိုက်အဖြေတန်းထွက်တယ်အဲ့တော့ calculator နှိပ်မယ်ဆိုလို့ရှိရင်z equal to ဘာထွက်သွားလဲဆိုလို့ရှိရင် root 2 cos pi minus 4 plus I sin pi minus 4ဆိုပြီးတော့မှအဖြေတန်းထွက်တယ်အဲ့ဒါဆိုရင်ရလာတဲ့ complex number ကြီးကိုဘာလုပ်မှာလဲဆိုလို့ရှိရင် root ရှာတော့မှာပေါ့ square root ရှာတော့မှာပေါ့အဲ့တော့ wk ဆိုပြီးတော့ရှိမယ် n root of z ဆိုရင် z ရဲ့ n root ရှာခြင်းရင်သူ့ရဲ့ formula ဘာရှိလဲဆိုရင် n root of r cos theta plus 2k pi by n ဆိုပြီးတော့ရှိရယ် plus I sin theta plus 2k pi by n ဆိုပြီးတော့ formula ရှိရယ်ဒီနေရာမှာ k တန်မိုးဒီဘယ်ကစလဲဆိုရင်0ကစတယ်0 1 2 and so on ဘယ်ထိသွားမှာလဲဆိုရင် n minus 1ထိသွားမှာအဲ့တော့အခုဒီနေရာမှာကျတော့ရှာချင်တာက square root ဖြစ်တဲ့အတွက် n နေရာမှာ2ပဲဝင်မယ် square ဆိုတော့2ပဲဝင်မယ်ပေါ့နော်အဲ့တော့ကျတော့ wk equal to square root of z equal to အဲ့တော့ r ကို square root ထပ်ရှာရမယ်တဲ့ဒါဆိုရင် root of root 2ဆိုတော့ကြတော့ဘာဖြစ်သွားမှာလဲဆိုတော့ 4 root of 2ဆိုပြီးဖြစ်သွားမယ်အဲ့တော့အဲ့ဒါဒီဘယ်ကနေဘယ်လိုရတာလဲဆိုလို့ရှိရင်ဒီကျတို့မှာရှိတာက m root of n root of x ဆိုလို့ရှိရင်ဒီနှစ်ခုညှောက်လိုက်လို့ရတယ် mn root of x ဆိုပြီးတော့ရေးလို့ရတယ်ဒီ property လေးတွေက grade 10မှာကလေးပါပြီးသားပေါ့နော်အခုဥစ္စာကြတော့ square root of root 2မို့လို့ဒီမှာလဲ2ရှိရယ်ဒီမှာလဲ2ရှိရယ်အဲ့တော့မြှောက်လိုက်တော့4 root of 2ဆိုပြီးတော့မှရသွားတာ
အဲ့တော့ဒီမှာ 4 root of 2ပေါ့အဲ့တော့ဘာရှိသွားမလဲဆိုတော့ cos သီတာတန်ဖိုးကကြတော့ pi by 4မို့လို့ pi by 4 plus 2k pi by n နေရာမှာ2ပေါ့ square root ရှာတာဆိုတော့2ပေါ့ပြီးသွားရင် plus I sin သီတာနေရာမှာ pi by 4 plus 2k pi by 2ပေါ့ဒီလိုပုံစံရသွားပြီဒါဆိုရင်ဒီနေရာမှာ k တန်ဖိုးက square root ဖြစ်တဲ့အတွက်ဘယ်ထိပဲရှိမှာလဲဆိုတော့0နဲ့1နှစ်ခုပဲရှိမယ်အဲ့တော့ k တန်ဖိုး0အတွက်ကိုစပြီးတော့ရှာမယ် k တန်ဖိုး0ဆိုရင် w0 ရမယ် w0 ဒီဘာရမှာလဲဆိုတော့ 4 root of 2ပြီးသွားရင် cos k နေရာမှာ0ဝင်သွားတော့ pi by 4ပဲကျန်မယ်အောက်က2နဲ့ဆိုတော့ကြတော့ pi by 8ရမယ် plus I sin pi by 8ဒါဆိုလို့ရှိရင် w0 ဒီလိုမျိုးကြီးရသွားပြီအဲ့ဒါဆိုရင်4 root of 2အဲ့ကြတော့ cos pi by 8ဒီဘာရလဲဆိုတော့ square root of 2 plus root 2 by 2ရတယ်ပြီးသွားရင် plus I sin pi by 8ကကြတော့ဘယ်လောက်ရလဲဆိုရင် square root of 2 minus root 2 by 2ရတယ်အဲ့တော့ဒီအဆင့်ကနေဒီအဆင့်ဘာကြောင့်ရလဲဆိုတာကိုတက်တမျက်နှာမှာတွက်ပြပေးမယ်ဒါလေးတစ်ချက်ခြံထားမယ်ပြီးသွားရင် k တန်မို့1ဆိုလို့ရှိရင် w1 ရမယ်အဲ့တော့ w1 ဒီ 4 root of 2 cos အဲ့တော့ k နေရာမှာ1ထဲမှာဖြစ်တဲ့အတွက် pi by 4 plus 2 pi by 2ဖြစ်သွားပြီအဲ့တော့ကြတော့ pi by 4 plus 2 pi ဆိုရင်9 pi by 4အောက်က2နဲ့ဆိုတော့9 pi by 8အဲ့တော့9 pi by 8 plus I sin 9 pi by 8ဒါဆိုရင်9 pi by 8ဒီဘာနဲ့တူလဲဆိုရင် pi plus pi by 8နဲ့တူတယ်ဒီမှာဆိုရင်ဒါဆိုရင်သူလည်းပဲ sin pi plus pi by 8နဲ့တူမယ်ပေါ့အဲ့တော့ pi by 8ဆိုတာဒီဘယ် quadrant ထဲမှာရှိလဲဆိုရင် first quadrant ထဲမှာရှိတယ် pi by 8ဆိုတာဒီ first quadrant ထဲမှာရှိမယ်ဒီလောက်ပေါ့နော်အဲ့တော့ first quadrant ထဲမှာရှိရဲဆိုလို့ရှိရင် first quadrant ထဲမှာဆိုရင်အချိုးအားလုံးဒီအပေါင်းထွက်တယ်အဲ့တော့အချိုးတွေအားလုံးအပေါင်းထွက်တယ်ဒါကြောင့်မို့လို့ sin လည်းအပေါင်းထွက်မယ် cos လည်းအပေါင်းထွက်လို့ square root of 2 plus root 2 by 2နဲ့ square root of 2 minus root 2 by 2ဆိုပြီးဒီမှာအပေါင်းနေကြီးပဲဒီရှေ့မှာအပေါင်းနေကြီးပဲထွက်ခဲ့တာအဲ့တော့ second quadrant ထဲမှာဆိုရင်ဘာကအပေါင်းလဲဆိုလို့ရှိရင် sin အချိုးကပဲအပေါင်း sin နဲ့ပတ်သက်တဲ့ဘာလဲအပေါင်းဆိုလို့ရှိရင် sin နဲ့ပတ်သက်တာ1 by sin ဒီ cosecant လည်းအပေါင်းထွက်မယ်အဲ့တော့ all sin tan cos အဲ့တော့ tan တက် quadrant ထဲမှာဆိုရင် tangent ကပဲအပေါင်းကျန်တာတွေအားလုံးအနှုတ်ဖြစ်မယ် tangent နဲ့ပတ်သက်တဲ့1 by cotangent ပေါ့1 by tangent က cotangent နဲ့တူတယ်ဒါကြောင့် cotangent လည်းအပေါင်းထွက်မယ်နောက်တစ်ခါ all sin tan cos အဲ့တော့ 4 quadrant မှာကျတော့ cos အချိုးကပဲအပေါင်းထွက်မယ်ကျန်တာတွေကကျတော့အနှုတ်ထွက်မယ်ဒါဆိုရင် cos နဲ့ပတ်သက်တဲ့1 by cos ဒီ secant ဒါကြောင့်မလို့ secant ဒီလည်းပဲအပေါင်းထွက်မယ်အဲ့တော့အခုဒီနေရာမှာ pi plus pi by 8ဆိုတော့ဘယ် quadrant တွေကိုရောက်သွားမှာလဲဆိုတော့ pi by 8ကိုနောက်ထပ် pi ပေါင်းလိုက်တာဆိုတော့ဒီနားလေးထိဆိုလို့ရှိရင်ဒါကဒီကနေပြီးတော့ဒီထိဆိုတာ pi ပေါင်းလိုက်တာပေါ့ဒီဘက်ချမ်းလေးမှာရောက်လာမှာပေါ့အဲ့တော့ကြတော့ဒီနားလေးလောက်လေးမှာရောက်လာမှာပေါ့နော်အဲ့ဒါဆိုရင်ဘယ် quadrant မှာရောက်သွားမှာလဲဆိုတော့ third quadrant ထဲမှာရောက်သွားမှာ third quadrant ထဲမှာဆိုရင် tangent ကပဲအပေါင်းကျန်တာတွေအားလုံးအနှုတ်ဖြစ်တဲ့အတွက်တောင်းကတော့ဘာနဲ့သွားတူမှာလဲဆိုရင် pi by 8ရဲ့အဖြေနဲ့ပဲသွားတူမှာသူ့ရဲ့အဖြေကကြတော့အဲ့တော့လက္ခဏာပဲပြောင်းလဲသွားမှာပေါ့အဲ့ကြတော့ 4 root of 2အဲ့နှစ်ခုစလုံးကအနှုတ်ထွက်မှာဖြစ်တဲ့အတွက် minus square root of 2 plus root 2 by 2 minus I square root of 2 minus root 2 by 2ဆိုပြီးတော့မှထွက်သွားမယ်အဲ့ဒါဆိုရင်လိုချင်တဲ့အဖြေနှစ်ခုထွက်သွားပြီเนาะအဲ့တော့ square root အတွက်ဆိုရင်အဖြေဒီနှစ်ခုထွက်မယ် w0 နဲ့ w1 နဲ့နှစ်ခုထွက်မယ်ဟုတ်ပြီဒီတစ်ခါကြာလို့ရှိရင် cos pi by 8 က square root ဆို2 plus root 2 by 2ဘာကြောင့်ရတာလဲဆိုတာရဲ့ sin pi by 8 က square root ဆို2 minus root 2 by 2ဘာကြောင့်ရတာလဲဆိုတာရဲ့ကိုဆက်ပြီးတော့ရှင်းပြမယ်အဲ့တော့ cos pi by 8 က square root ဆို2 plus root 2 by 2ရဲ့ sin pi by 8 က
square root ဆို2 minus root 2 by 2ဘာကြောင့်ရလဲဆိုတာကိုဆက်ရှင်းမယ်အဲ့တော့ formula ဘာရှိလဲဆိုလို့ရှိရင် cos square x ဆိုလို့ရှိရင်1 plus cos 2x by 2ဆိုပြီးရှိရဲ့အဲ့တော့ cos x ကိုလိုချင်ရင် square root ဆို1 plus cos 2x by 2ဆိုပြီးတော့ရှိမယ်အဲ့ရနေပြီးတော့မှနောက်တစ်ခါ sin square x ဆိုရင်ဘာရှိလဲ sin square x ဆိုလို့ရှိရင်1 minus cos 2x by 2ဆိုပြီးတော့ formula ရှိရဲ့အဲ့ဒီတော့ sin x ဆိုလို့ရှိရင် square root ဆို1 minus cos 2x by 2ဆိုပြီးတော့အဖြေကရှိတယ်ဒါကြောင့်မို့လို့အခုလိုချင်တာဒီ cos pi by x ဒါဆိုရင် x နေရာမှာ pi by x ထည့်လိုက်မယ်အဲ့တော့ square root ဆို1 plus cos x နေရာမှာ pi by 8ထည့်လိုက်တော့ရှေ့က2နဲ့ဆိုတော့ဘာပဲကြံမှာလဲဆိုတော့ pi by 4ပဲကြံမယ်2ဆိုပြီးတော့ရသွားမယ်ပြီးသွားပြီဆိုလို့ရှိရင် square root ဆို1 plus cos pi by 4ဒီ1 by root 2လို့လည်းပြောလို့ရတယ် root 2 by 2လို့လည်းပြောလို့ရတယ်အဲ့တော့ root 2 by 2လို့ရေးလိုက်မယ် by 2ဒါဆိုရင်ပိုင်းဝေမှာဒီကျတော့ပိုင်းခြေညှိလိုက်မယ် square root ဆိုပိုင်းခြေညှိလိုက်တော့2အဲ့တော့2 plus root 2ပိုင်းခြေမှာက2လေးရှိသေးတယ်ဒါကြောင့်မို့လို့ဘာရသွားမှာလဲဆိုတော့ square root ဆို2 plus root 2 by ဒီ2လေးကအောက်ကိုရောက်သွားတော့4ဆိုပြီးရောက်သွားမယ်အဲ့တော့ဒီ2လေးကိုအောက်ကိုဆွဲချတယ်လို့ပဲပြောဒါကြီးကအစားဖြစ်တဲ့အတွက်နောက်ကိန်းပြောင်းပြန်လှန်တယ်လို့ပဲပြောဒီလိုပဲရသွားမယ်နော်အဲ့ခါကျကမှ square root ကိုပိုင်းဝေကိုလည်းတက်တင်မယ်ပိုင်းခြေကိုလည်းတက်တင်မယ်ဒီ square root ကြီးဒီပိုင်းဝေနဲ့လည်းဆိုင်တယ်ပိုင်းခြေနဲ့လည်းဆိုင်တယ်ဒါကြောင့်ခွဲပြီး root တင်လိုက်မယ်အဲ့တော့ပိုင်းဝေကို root တင်လိုက်တော့2 plus root 2ပိုင်းခြေကို root ရှာလိုက်တော့4ကို root ရှာလိုက်တော့2ဆိုပြီးတော့မှရသွားတယ်ဒါကြောင့်မို့လို့cos pi မှာ x က square root ဆို2 plus root 2 by 2ဆိုပြီးရသွားတာ sin x မှာလည်းပဲဒီသဘောတရားပဲဒါကြောင့်မို့လို့ sin x က square root ဆို2 minus root 2 by 2ဆိုပြီးတော့မှရသွားတာဖြစ်ပါတယ်အဲ့တော့နားမလည်ဘူးဆိုလို့ရှိရင်ပြန်မေးလို့ရပါတယ်အဆင်ပြေမျှော်လင့်ပါတယ်ရှင်